ဘာဒန်ဆေးကနေရရှိနိုင်တဲ့အကျိုးကျေးဇူးများဘာဒန်ဆေးကိုပုံမှန်စားသုံးပေးမယ်ဆိုရင်ကျန်းမာရေးအတွက်ပပောင်းဆောင်ကနေအထောက်အကူပြုနိုင်ပါတယ်ပထမအဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဘာဒန်ဆေးမှာပါဝင်တဲ့အဆီတက်ကဝမ်ပိုက်နာကျင်ရောင်ရမ်းတာတွေကိုလည်းတက်တာစေနိုင်ပါတယ်ဒါပြင်ကိုမှအကျိုးပြု fatty acid တွေလည်းပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုတွေကိုရှော့ချပေးနိုင်ပါတယ်ဒီ fatty acid တွေဟာသွေးရင်းကမကောင်းတဲ့ cholesterol တွေကိုပါကျဆင်းစေရုံသာမကဘဲနဲ့သပင်နဲ့အသားရည်ကိုပါကျန်းမာလှပစေပါတယ်ကိုဝင်ဆောင်မိခင်တို့အတွက်ကလည်းဘာဒန်ဆေးကအလွန်ကိုမှအသုံးဝင်ပါတယ်ဘာဒန်ဆေးမှာပါဝင်တဲ့ folic acid ကကလေးငယ်တွေမှာမွေးရပါချင်းချက်တွေမဖြစ်အောင်လို့ကောက်ွယ်ပေးနိုင်ပါတယ်ကိုဝင်ဆောင်ကာလမှာမိခင်ရောကလေးပါလိုအပ်တဲ့ folic acid တွေရရှိပြီးတော့ကျန်းမာစေဖို့ဘာဒန်ဆေးကိုတော့မှစားသုံးပေးတဲ့နယ်လို့ဆေးပညာရှင်ကြီးတွေကအကြံပြုထားကြပါတယ်ကိုလေးချိန်ရှော့ချနေတဲ့သူတွေအတွက်ကလည်းဘာဒန်ဆေးကမရှိမဖြစ်ပါဘူးဘာဒန်ဆေးဟာဗိုက်ပြေးစေပြီးတော့မကြာခဏဆိုသလိုအစာစားခြင်းဆေးကိုကောက်ွယ်ပေးနိုင်ပါတယ်အမြင်နဲ့ကြွယ်ဝစွာပါဝင်တာကြောင့်အစာကြေးစနစ်နဲ့ဥမာကြီးကိုကျန်းမာစေပြီးတော့ဝမ်းမှန်စေပါတယ်ဒါကြောင့်မလို့ဘာဒန်ဆေးကိုပုံမှန်စားသုံးပေးခြင်းဖြင့်ကိုလေးချိန်ကိုအကောင်းဆုံးထိန်းညှိပေးနိုင်မှာလည်းဖြစ်ပါတယ်ဘာဒန်ဆေးမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်ပါတယ်ဘာဒန်ဆေးကိုပုံမှန်လေးစားသုံးပေးမယ်ဆိုရင်တော့အယိုးနဲ့သွားတွေကိုကြန့်ခိုင်တန်ဆွမ်းစေမှာကတော့သိကြပါတယ်လေးလာမှုတွေရကတော့ဘာဒန်ဆေးမှာဆင်းတဲ့မကနေ့လိုမျိုးဇီဝကာမဖြစ်စဉ်တွေကိုတိုးတက်ကောင်းမွန်စေပြီးတော့ကိုခံအားစနစ်ကိုလည်းအကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်ဒါကြောင့်မလို့ကျန်းမာခြင်းတဲ့သူတိုင်းဘာဒန်ဆေးကိုနေ့စဉ်စားသုံးပေးသင့်ပါတယ်ဘာဒန်ဆေးဟာလည်းအုံနောက်ဖွံ့ဖြိုးဖို့လိုအပ်တဲ့အာဟာရဓာတ်တွေကျွဲဝစွာပါဝင်ပါတယ်အုံနောက်ဆွမ်းဆောင်ရည်ကိုကောင်းမွန်စေတဲ့ဓာတ်တွေမျိုးပါတယ်လို့အန်ဇိုင်းမယောဂါခံစားနိုင်ရခြင်းကိုလည်းရှော့ချပေးနိုင်ပါတယ်အာယုံကြောစနစ်ကျန်းမာပြီးတော့အုံနောက်ဆွမ်းဆောင်ရည်ကောင်းမွန်စေဖို့ဘာဒန်ဆေးကိုစားသုံးပေးဖို့တိုက်တွန်းချင်ပါတယ်ဒါအပြင်ကမှဘာဒန်ဆေးမှာအမြင့်တဲ့ကျွဲဝတာကြောင့်ဝမ်းချုပ်ခြင်းကိုလည်းတက်တာစေနိုင်ပါတယ်ပြီးတော့ဘာဒန်ဆေးမှာပါဝင်တဲ့ပိုတက်ဆီယမ်ကသွေးပေါင်ခြင်းကိုအကောင်းဆုံးအနေထားဖြစ်အောင်လို့ထိန်းညှိပေးနိုင်ပါတယ်ဒါပြင်ကမှဘာဒန်ဆေးမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝစွာပါဝင်တာကြောင့်ဆေးပီစီမှုစိုးရင်ပူပန်မှုလိုမျိုးစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေပြီးတော့သွေးပေါင်ခြင်းကိုပါထိန်းညှိပေးနိုင်တာမို့လို့ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်စေမှာလည်းဖြစ်ပါတယ်စီးကျိုယောဂတဲ့တွေအတွက်ကလည်းဘာဒန်ဆေးကအင်ဆူလင်ထုတ်လုပ်မှုကိုကောင်းမွန်စေပြီးတော့သွေးတွင်းတကြားတဲ့ရုပ်တရက်မြင့်တက်လာတာမျိုးမဖြစ်စေအောင်လို့အကောင်းဆုံးကိုမှထိန်းညှိပေးနိုင်ပါတယ်ဒါကြောင့်မလို့စီးကျိုယောဂရှိတဲ့သူတွေအနေနဲ့သွေးတွင်းတကြားတက်ကိုအကောင်းဆုံးထိန်းညှိနိုင်ဖို့ဘာဒန်ဆေးကိုစားသုံးပေးသင့်ပါတယ်ဘာဒန်ဆေးမှာပိုတက်ဆီယမ်နဲ့ပရိုတင်းတို့လိုမျိုးကျွဲဝစွာပါဝင်တာကြောင့်နှလုံးကျန်းမာရေးကိုအကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်ဒါရီပြင်ကမှဘာဒန်ဆေးမှာမဂနီဆီယမ်ပါဝင်တာကြောင့်ရုပ်တရက်နှလုံးရက်တာမျိုးမဖြစ်အောင်ကောက်ွယ်ပေးနိုင်ပြီးဗီတာမင် E ကလည်းနှလုံးကျန်းမာစေနိုင်ပါတယ်folic acid ကျွေးဝမှုကလည်းသွေးကြောတွေထဲမှာအဆီတွေစုပုံတာမျိုးမဖြစ်အောင်လို့ကောက်ွယ်ပေးနိုင်တာကြောင့်နှလုံးကျန်းမာခြင်းနဲ့ဆိုရင်တော့ဘာဒန်ဆေးကိုပုံမှန်စားပေးသင့်ပါတယ်ဘာဒန်ဆေးကိုပုံမှန်စားသုံးပေးခြင်းဟာလည်းအစာချေစနစ်ကိုကျန်းမာစေပြီးတော့ဝမ်းမှန်စေတာကြောင့်ဥမာကြီးကင်ဆာမဖြစ်အောင်လို့ကိုကောက်ွယ်ပေးနိုင်ပါတယ်ဒါအပြင်ကမှအမျိုးသမီးအများစုခံစားရတတ်တဲ့ရင်သားကင်ဆာမဖြစ်စေဖို့အတွက်လည်းစားသုံးလို့ရပါတယ်ဓာတုဆန့်ကျင်အာနိသင်ကျွဲဝတဲ့ဘာဒန်ဆေးကကင်ဆာရောဂါတွေကိုအထူးရဆုံးကောက်ွယ်ပေးနိုင်ပါတယ်ဒီလိုမျိုးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့ဘာဒန်ဆေးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင်တော့ကျန်းမာပြီးတော့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးလိုက်ရပါတယ်လူချင်းမင်းတို့ရဲ့မိတ်ဆွေတွေလည်းဘာဒန်ဆေးရဲ့အကျိုးကျေးဇူးတွေကိုသိရှိအောင်လို့ဗီဒီယိုလေးကိုလည်း share ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်